မင်္ဂလာပါခင်ဗျာမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာနိုင်ငံရဲ့လက်နက်ကင်တပ်ဖွဲ့တွေအတွက်အဓိကအရေးကြီးဆုံးတာဝန်မှာစစ်ပွဲအတွက်အပြည့်အဝပြင်ဆင်ထားဖို့သာဖြစ်တယ်လို့အသိပေးလိုက်ပါတယ်ကင်ဂျုံအန်ဟာအထူးတပ်ဖွဲ့ဝင်တွေရဲ့စစ်ရေးလေ့ကျင့်မှုတွေကိုလေ့လာစစ်ဆေးပြီးတဲ့နောက်မြောက်ကိုရီးယားနိုင်ငံဟာခေတ်မီစစ်ပွဲတွေအားလုံးအတွက်အသင့်ဖြစ်ဖို့လိုအပ်တယ်လို့ထုတ်ဖော်ပြောကြားလိုက်တာလည်းဖြစ်ပါတယ်စစ်ရေးလေ့ကျင့်မှုဗီဒီယိုတစ်ခုအတွင်းမြောက်ကိုရီးယားတင်ကားတွေဟာမညီညာတဲ့သဲမြေပြင်မှာစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေပြီးခေါင်းဆောင်ကင်ကတော့သူဝစ်ဆင်လေးရှိတဲ့တေးဂျာကင်နဲ့ဘောင်းဘီအနှံ့ရောင်ကိုဝစ်ဆင်ပြီးစစ်ရေးလေ့ကျင့်မှုတွေကိုကြည့်ရှုခဲ့တယ်လို့ဆိုပါတယ်။ကင်ရဲ့အနားမှာတော့ကာကွယ်ရေးဝန်ကြီးစစ်ဦးစီးချုပ်နဲ့အထွေထွေနိုင်ငံရေးဗျူရိုညွှန်ကြားရေးမှူးအပါအဝင်စစ်ဘက်အရာရှိတွေကခြံရံထားပြီးတင်ကားပစ်ခတ်မှုတွေကိုတော့ကင်ကအဝေးကြည့်မှန်ဘလူးနဲ့လေ့လာခဲ့တာပါ။စစ်ရေးလေ့ကျင့်မှုအတွင်းခန္ဓာကိုယ်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းပင်လယ်နဲ့လေကြောင်းလေ့ကျင့်ရေးတွေလည်းပါဝင်ပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ကင်ကတော့အခုစစ်ရေးလေ့ကျင့်မှုတွေဟာပြည့်စုံတဲ့စစ်ရေးအပြင်ဤစနစ်ဆိုင်ရာပြင်ဆင်မှုတွေအတွက်အပြောင်းအလဲဖြစ်ပြီးတိုက်ခိုက်ရေးအတွက်ထိရောက်မှုတွေကိုမြင့်တင်ပေးနေတာဖြစ်တယ်လို့ပြောပါတယ်။ဒါအပြင် ID နည်းပညာနဲ့သိပ္ပံနည်းကျအခြေခံထားတဲ့စနစ်တွေအတွက်သုံးသပ်နိုင်စွမ်းတွေကိုလည်းအထူးအလေးထားတယ်လို့ဆိုပါတယ်။မကြာသေးမီကမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ဟာယူကရိန်းကိုတိုက်ခိုက်ရမှာမြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေအနေနဲ့ရုရှားတပ်ဖွဲ့ဝင်တွေအတူတူတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုထားပါတယ်။ရုရှားမြောက်ကိုရီးယားနှစ်နိုင်ငံကြားတပ်ဖွဲ့ဝင်တွေရဲ့တိုက်ပွဲဝင်စိတ်ဓာတ်တွေနဲ့သူရဲကောင်းဆန်မှုတွေဟာနိုင်ငံဆက်ဆံရေးကိုပုံမခိုင်မာအောင်ပြုလုပ်ပေးနေပြီးအရေးကြီးတဲ့စစ်စင်ရေးအဖြစ်မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကသတ်မှတ်ထားပါတယ်။မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကနေပါရုရှားဖက်ဒရေးရှင်းလိုအင်အားကြီးနိုင်ငံတစ်ခုနဲ့မဟာမိတ်ဖွဲ့ရတာဂုဏ်ယူပါတယ်လို့အသိပေးထားပါတယ်။မြောက်ကိုရီးယားဟာအမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့နှစ်စဉ်ပြုလုပ်တဲ့စစ်ရေးလေ့ကျင့်မှုတွေကိုမကြိုက်ကြောင်းပြသတဲ့အနေနဲ့မတ်လအတွင်းမှာလည်းပဲ့ထိန်းဒုံးကျည်ပစ်ခတ်လေ့ကျင့်တာတွေနဲ့စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။